အားလုံးပဲမင်္ဂလာပါရှင်ရန်နာမို့ထဲတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြုလုပ်ပေးမယ့် reading လေးကတော့ပြောမယ်ဆိုခေါင်းစဉ်တိကျတော့မရှိဘူးပေါ့နော်ဒီနေ့ကအထိမ်းအမှတ်နေ့လေးတစ်ခုတွဲလုပ်ပြီးတဲ့ခေါင်းစဉ်ဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ဒီ tarot card လေးတွေရဲ့နေ့ပေါ့နော်ဒီနေ့ကကမ္ဘာလုံးဆိုင်ရာ tarot day ပေါ့နော်ဒီနေ့ကဒါကိုကျမကအထိမ်းအမှတ်နေနဲ့ဒီနေ့မှာ tarot deck လေးတွေကနေတင်ကိုပေးမယ်ကံကောင်းခြင်းလက်ဆောင်ကိုတင်ရရှိပါပြီပေါ့နော်ဒီလိုခေါင်းစဉ်နဲ့ collective reading လေးတစ်ခုလုပ်ပြီးမှဖြစ်တယ်ပြီးတော့ဒီနေ့ reading ကိုလာကြည့်မိတဲ့သူတွေအားလုံးကဒီ tarot deck လေးတွေကနေစစ်ချင်းမြတ်တာနဲ့ပေးတဲ့ကံကောင်းခြင်းတွေကိုရရှိပိုင်ဆိုင်မဲ့သူလေးတွေပါပေါ့နော်အဲ့တော့ဒီနေ့ reading ကိုကျမတို့ကမစတင်ခင်ပါပေါ့နော်နည်းနည်းလေးပြပြချင်တာဘာလဲဆိုတော့ဒီ World Tarot Day ပေါ့နော်World Tarot Day ကိုလွန်ခဲ့တဲ့2003ခုနှစ်မေလ25ရက်နေ့မှာစတင်ပြီးတော့သတ်မှတ်ခဲ့ကြတယ်ပေါ့နော်အခုဆိုရင်2025ခုနှစ်ရဲ့မေလ25ရက်နေ့ထိရောက်ရှိလာခဲ့ပြီပေါ့နော်အဲ့တော့အခုဒီချိန်ကာလမှာ tarot ကိုနှစ်သက်မြတ်လို့တဲ့သူတွေ tarot ပညာရက်ကိုချစ်ခင်သဘောကျတဲ့သူတွေပေါ့နော်ဒီနေ့ reading ကိုလာကြည့်တဲ့သူတွေအပါအဝင်ပေါ့နော်အားလုံးအတွက် tarot deck လေးတွေကပေးတဲ့ခံကောင်းခြင်းလက်ဆောင်လေးတွေကဘာလေးတွေဖြစ်မလဲဆိုတာကိုကျမတို့အတူတူကြည့်သွားမယ်နော်ဒီ reading လေးကိုမကြည့်ခင်မှာကျမတို့ဒီနေ့လောက်ရမှာတစ်ချက်ရှိတယ်တစ်ခုရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့မျက်စိလေးမှိတ်ပြီးတော့စိတ်တွေကနေလည်းရွတ်လို့ရတယ်ပါးစပ်တွေကနေလည်းပါးစပ်အနေနဲ့ပေါ့နော်ရွတ်လို့ရတယ်အဲ့ဒါဘာလဲဆိုတော့ I love tarot I love tarot I love tarot ဆိုပြီးတော့3ခါရွတ်ပေးပါပေါ့နော်အဲ့လိုရွတ်ပေးပြီးတော့မှဒီနေ့ reading ကိုသင်္ကာကြည့်မယ်ဆိုလို့ရှိရင်သင်္ကာ read ထားတော့ reading လေးတွေကိုချစ်တဲ့သူပြီးလို့ရှိရင်ဒီ tarotကကလေးတွေကိုလည်းချစ်တယ်ပညာရက်တွေကိုလည်းချစ်တဲ့သူဖြစ်တယ်ဆိုတာသိကြပြီပေါ့နော်အဲ့တော့ tarot ကကလေးတွေနဲ့တင်တဲ့က energy ချိတ်ဆက်မှုတွေဖြစ်သွားပြီးတော့တင်စီကို tarot တက်ကလေးတွေကပေးတဲ့ကံကောင်းခြင်းလက်ဆောင်တွေရရှိပြီပေါ့နော်အဲ့ဒါမျိုးပုံစံလေးကဲအဲ့ဆိုကျမတို့စမယ်ပေါ့နော်ဒီနေ့မှာtarot ကကလေးရော oracle ကကလေးပေါ့နော်နှစ်မျိုးပါထပ်ပြီးတော့သုံးထားပေးပါတယ်ဒီနေ့ collective reading မှာနော်အဲ့ဆိုကျမတို့စရအောင်အဲဒီတော့ဒီနေ့ collective reading ကိုလာကြည့်တဲ့သူလေးတွေကို tarot deck လေးတွေနဲ့ချိတ်ဆက်ပြီးပြီပေါ့နော်ကျမတို့ energy ချိတ်ဆက်ပြီးပြီအရင်ဆုံးကတ်တော့ကြာလာပြီ thank you ချိတ်ဆက်ပြီးပြီဆိုတော့တင်တို့လေးတွေကို tarot card လေးတွေကပေးမယ်ခံကောင်းခြင်းလက်ဆောင်ဘာလေးရှိမလဲကြည့်အောင်နော်အရင်ဆုံးနဲ့ပေါ့နော်အရင်ဆုံးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် tarot card ကလေးတွေအတင်းတို့ကိုပေးမယ်စိတ်ပိုင်းဆိုင်ရာပေါ့နော်စိတ်ပိုင်းဆိုင်ရာမှာဘာတွေ့လဲဆိုတော့ဒီမကြာနေ့ချိန်တွေတွဲမှာတင်းတို့ဘဝအတွက်နော်တကယ်ကိုမှန်ကန်တဲ့အကြောင်းအရာတွေကိုတင်းတို့တွေတွေ့ရှိရမယ်တဲ့ကြုံတွေ့ရတော့မယ်ပေါ့နော်ကံကောင်းခြင်းအနေဖြင့်ကြုံတွေ့ရတော့မယ်ဘယ်ဟာအမှားဘယ်ဟာအမှန်တင်းဘဝအတွက်ရွေးချယ်မှုတွေတကယ်ကိုမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုတင်းချမှတ်နိုင်တော့မယ်ကံကောင်းခြင်းအနေနဲ့ဒါကို tarot card လေးကတင်ကိုစတင်ပြီးပြသပေးတယ်ပေါ့နော်ပထမဆုံးကအနေနဲ့ပြသပေးတယ်နောက်တစ်ခုကဘာလဲဆိုတော့တင်ရဲ့ဒီအတိတ်မှာဖြစ်ခဲ့တယ်ပေါ့နော်တင်ယုံထွက်မနိုင်ခဲ့တဲ့အရာတွေကနေဘလို့ယုံထွက်ရမလဲဆိုတာလွတ်မြောက်အောင်ဘလို့လုပ်ရမလဲဆိုတာကိုတင်တို့လေးတွေကသိလာမယ်တဲ့နော်ပြောမယ်ဆိုလို့ရှိရင်အချိန်ကာလတစ်ခုကြာပေါ့နော်တင်က relationship တစ်ခုထဲမှာပိတ်မိနေတာပဲဖြစ်စေနော်တစ်ခုခုပေါ့နော်ကျမတို့ကဒါ friendship လည်းဖြစ်နိုင်တယ်နော်ဘယ်လိုပြောမလဲ partnership လည်းဖြစ်နိုင်တယ်အမျိုးမျိုးပေါ့နော်ဘယ်လိုမျိုးဆက်ဆက်ရေးပဲဖြစ်ပါစေသင်တို့လေးတွေအတွက်မကောင်းတဲ့ဆက်ဆက်ရေးတစ်ခုကိုသင်တို့လေးကအတိတ်မှာကြုံတွေ့ခဲ့ရတယ်တချို့ကျတော့ကြုံနေစေပဲရုံထွက်လို့မရခဲ့ဘူးဒါပေမဲ့မကြာမီ near future တွေအတွင်းမှာတော့ဒီနေ့ collective reading ကိုလာကြည့်တဲ့သူလေးတွေကဒီလိုမကောင်းတဲ့ energy တွေရှိနေတဲ့ဆက်ဆက်ရေးတွေကနေရုံထွက်လာနိုင်လိမ့်မယ်ပေါ့နော်အဲ့ဒါမျိုးကံကောင်းခြင်းအနေနဲ့သင်ကြုံရမယ်တဲ့နော်ပြီးတော့တချို့ကျတော့ဆုံးဖြတ်ချက်ချလိုက်နိုင်မှာပေါ့နော်အရင်တော့တင်ဝေဝါးခဲ့တဲ့မြကမချမီမှာအမှန်တရားကဘာလဲဆိုတာတင်ဘဝအတွက်တင်သိလာပြီးတော့ဆုံးဖြတ်ချက်ကိုလည်းတင်ချပြလိုက်မယ်အကောင်းဆုံးချပြမယ်ပေါ့နော်အဲ့ဒါမျိုးတွေ့တယ်နောက်တစ်ချက်အနေနဲ့ကတင်တို့လေးတွေရဲ့ဒီ relationship တွေပေါ့နော် relationship ပြီးလို့ရှိရင်အခြေရေးပေါ့နော်အခြေရေးနှလုံးသားရေးရနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ကျမကနာပြောသလိုအတိတ်မှာတင့်ကိုဒုက္ခပေးခဲ့တဲ့သူတွေကိုတင်ထားပြခဲ့နိုင်လိမ့်မယ်ပြီးတော့အနာဂတ်မှာ
တင်တွက်ပုံမူလှပတဲ့ဆက်ဆံရေးတစ်ခုစောင့်နေတယ်ဒါပေမဲ့တစ်ခုရှိတာကတင်အတိတ်မှာကြုံခဲ့ရတဲ့အရာတွေကိုတင်ထားပြခဲ့ဖို့လိုတယ်ဆုံးဖြတ်ချက်တွေပြတ်သားဖို့လိုတယ်ဒီလိုဆုံးဖြတ်ချက်ပြတ်သားပြီးထားခဲ့ရတဲ့အစ်စ်မှာတင်ခံစားနာကျင်ရမှာလည်းအများကြီးတွေ့ရပေါ့နော်နာကျင်ရမယ်ခံစားရမယ်အများကြီးတင်ပင်ပန်းဆင်းရဲခံရမယ်ပေါ့နော်အဲ့ဒါတွေအားလုံးကိုတင်ကြက်ခံရင်ဆိုင်ပြီးနော်တင်တွက်ပေါ့နော်ကောင်းမွန်တဲ့အနာဂတ်လေးတစ်ခုရှိတယ်ဆက်ဆံရေးတစ်ခုလည်းရှိတယ်တချို့သူတွေကြတော့အတိတ်က relationship ထက်ပိုမိုကောင်းမွန်တဲ့ relationship တခုကတင်တွက်စောင့်ကြိုနေတယ်အနာဂတ်မှာနော်အဲ့လိုမျိုးလေးတွေ့တယ်အဲ့တော့ဒီအခြေအနေနဲ့ပတ်သက်ပြီးနှလုံးသားရေးနဲ့ပတ်သက်ပြီးတော့ relationship တမားလေးတွေဖြစ်စေ single လေးတွေဖြစ်စေ single လေးတွေဆိုလို့ရှိရင်လည်းကိုယ်သဘောကျနေတဲ့ crap ပေါ့နော်ဒီ crap ရဲ့အကြောင်းလေးအဲ့ဒါနဲ့ပဲကိုကပိတ်မိနေတယ်ဒီလူကကိုအတွက်မဟုတ်ဆိုလဲကိုသိတယ်ဒါပေမဲ့လည်းကိုကအဲ့ဒီတည်းကနေမယုံထွက်နိုင်အောင်နော်အဲ့ဒီတော့ယုံထွက်လိုက်ပါ single လေးတွေဒီနေ့ collective reading ကိုလာကြည့်တဲ့ single လေးတွေအချိန်တစ်ခုကြာတဲ့အထိတင်သူ့ကိုအချိန်ပေးပြီးချစ်တာတော့မှတင့်နာကိုမရောက်လာဘူးတင်ဘလို့ပဲဆွဆောင်တင်တဲ့သူနဲ့နှီးစပ်မှုဖြစ်နိုင်မှုဆိုလို့ရှိရင်ဒီလူကိုထားပစ်ခဲ့ပြီးတော့နောက်ထပ်တင်တွက်ကောင်းမွန်တဲ့သူတူကိုတင်စတင်တွေ့ဆုံမှုအတွက် ready ဖြစ်ဖို့ပြင်ဆင်သင့်ပြီပေါ့နော်ကျွန်မအဲ့လိုမျိုးလေးကြံပေးချင်တယ်ဒါက single လေးတွေအတွက် relationship တမားလေးတွေဆိုလဲဒီလိုပဲတင်ရဲ့အတိတ်မှာမကောင်းနေပေါ့နော်ဒီ partner နဲ့ဖြစ်စေ friendship တွေပဲဖြစ်စေဘယ်လိုမျိုးပဲဖြစ်ပါစေပေါ့နော်အဲ့ဒီအရာမျိုးတင်ကမယုံထွက်နိုင်မှုတန်ရုံးစင်တစ်ခုချပဲဖြစ်စေမယုံထွက်နိုင်မှုယုံထွက်ရလဲခတ်တယ်ဒီလူကလည်းဖြတ်တောက်ခတ်တယ်ဆိုပေမဲ့လည်းဖြတ်တောက်လိုက်ပါကိုယ့်အတွက်မကောင်းဘူးဆိုမနာကျင်တော့နဲ့မခံစားတော့နဲ့တင်ထွက်ပုံမလှပကောင်းမွန်နဲ့တင့်ကိုအများကြီးချစ်ပေးမယ်တင့်အတွက်တကယ်ကို right person ဆိုတဲ့လူကအနာဂတ်မှာရှိပါတယ်ပေါ့နော်အဲ့ဒါမျိုးလေးအဲ့တော့တင်ကန်ကောင်းခြင်းအနေနဲ့အဲ့ဒီလူနဲ့တွေ့ရဖို့ရှိတယ်အဲ့ဒီလူနဲ့တွေ့ဖို့ကိုမတွေ့ခင်မှာတင်ရဲ့ဒီအတိတ်မှာမကောင်းတဲ့အရာတွေနဲ့မကောင်းတဲ့ဆက်ဆံရေးတွေကိုတော့ဖြတ်ချပစ်ခဲ့ဖို့လိုတယ်ပေါ့နော်အဲ့ဒါမျိုးလေးပြီးတော့တင်ရဲ့ဒီလူမှုဆက်ဆံပေါင်းတင်ရေးပေါ့နော်လူမှုဆက်ဆံပေါင်းတင်ရေးမှာဆိုလို့ရှိရင်လေလူမှုဆက်ဆံပေါင်းတင်ရေးနဲ့အလုတ်ကင်ပေါ့နော်အလုတ်ကင်နေမှာဆိုလို့ရှိရင်တင့်ကိုအနောက်က supporting ပေးမယ်ဆရာသမားကောင်းမိတ်ဆွေကောင်းเนาะအလုတ်ခွင်ထဲမှာဆိုလို့ရှိရင်လည်း senior ကောင်းနေလည်းတင်ကြုံတွေ့ရဖို့ရှိတယ်။နေ့ရက် future အတွင်းမှာပဲเนาะဒီလူတွေကတင့်ရဲ့အရေးချင်းကိုသိတယ်တချို့ကြတော့လည်းတင့်ကိုချစ်တာပေါ့เนาะတင့်ရဲ့အရေးချင်းကိုသိလို့ support ပေးတာလည်းရှိသလိုတင့်ကိုချစ်လို့เนาะတင့်ရဲ့ဒီအောင်မြင်မှုတက်လန်တွေကိုပတ်မိုးပေးမဲ့သူတွေကလည်းအနောက်မှာရှိတယ်အဲ့ဒါကိုလည်းတင်ကဒီ New Year Future အတွင်းမှာတွေ့ရဖို့ရှိတယ်ပေါ့နော်ကြုံဆုံရဖို့ရှိတယ်ဒီနေ့ collective reading ကိုလာကြည့်တဲ့သူတွေเนาะအဲ့တော့ပထမဆုံးချက်အနေနဲ့တော့တင်မဝါရဲ့အမှားအမှန်တွေကိုဘယ်ဟာအမှားဘယ်ဟာအမှန်သိလာမယ်ပြီးတော့တင်ရဲ့ကိုယ်တွင်းမှာပဲဖြစ်စေပေါ့နော်ပြုပြင်ရမယ့်အရာလေးတွေသိလာမယ်တဲ့ပြီးတော့မကောင်းတဲ့စစ်ဆန်ရေးတွေကနေယုံထွက်လာနိုင်မယ်ဒီလိုယုံထွက်ဖို့အတွက်လည်းကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်လာနိုင်ပြီပေါ့နော်မကောင်းတဲ့ဆက်ဆံရေးတွေကိုထားပစ်ခဲ့မယ်ပြီးတော့ကိုယ့်ကို support ပေးမဲ့သူတွေနဲ့ကြုံရဖို့ရှိပါတယ်တဲ့ဒါကတော့ tarot card လေးတွေကနေတင့်ကိုပေးတဲ့ကံကောင်းခြင်းလက်ဆောင်လေးတွေဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်မကဒီ tarot card လေးတွေကနေပေးတဲ့ကံကောင်းခြင်းလက်ဆောင်နဲ့ oracle card လေးတွေကနေပြသမယ့်အချက်လေးတွေချိတ်ဆက်ပြီးတော့ထပ်ကြည့်ပေးမယ်ပေါ့နော်နောက်ထပ်ဘလို့အချက်လေးတွေရှိသေးလဲတူတူကြည့်အောင်နော်အဲ့တော့ဒီနေ့ collective reading ကိုလာကြည့်တဲ့သူလေးတွေကျွန်မခုနကပြောသလိုပေါ့တင်ဆုံးဖြတ်ချက်ချဖို့တင်ဘဝအတွက်အမှားအမှန်တွေဘယ်ဟာလဲသိလာဖို့ဆိုတော့တင်ကိုယ်တိုင်ကလည်း manifest လုပ်ထားတဲ့အရာတွေရှိတယ် manifestation ပေါ့နော်အဲ့ဒါတွေကဘာလဲဆိုတော့ကျွန်မခုနကပြောသလိုပေါ့တဲ့အတွက်ဘဝမှာပညာရေးပဲဖြစ်စေတိုးတက်ရေးတွေအတွက်ပဲဖြစ်စေတချို့ဘာသာရေးလုပ်နေတဲ့သူတွေတစ်ဆင့်တက်ဖို့ပေါ့နော်အဆောင်ရှောက်တွေစီကနေတောင်းထားတာမျိုးတွေရှိတယ်ဆိုရင်အဲ့ဒါတွေကပြေးဝလာမယ်ပြီးတော့ဘလို့မျိုးပုံစံနဲ့ကြင်ကြံအားထုတ်မှုတွေလုံးမယ်ဆိုလို့ရှိရင်တင်သွားခြင်းနဲ့အစင်တင်သွားခြင်းနဲ့လမ်းကြောင်းကိုရမလဲဆိုတာကိုတင်ရဲ့အဆောင်ရှောက်တွေကပြမယ်ဒီမှာ manifestation ကမှာဒီအပေါ်မှာတစ်ပင်ပေါ်ကအဆောင်ရှောက်3ဦးရှိတယ်ပေါ့နော်တွေ့ရတာမသိ3ဦးရှိတယ်เนาะအဲ3ဦးကတင်ကိုသူတို့စီကနေ energy တွေထည့်ပေးနေတာမျိုးเนาะတင်ဒီ main ကလေးပေါ့နော်ဒီ main ကလေးကတင်လို့ကျွန်မသတ်မှတ်လိုက်မယ်ပေါ့ဒီ main ကလေးရဲ့ကိုယ်မှာကြတော့လေပတိကုန်းလေးတွေဆွဲထားတယ်အဲ့တော့
ဒီနေ့ reading ကိုလာကြည့်တဲ့သူလေးတွေကဘာသာရေးလုပ်တဲ့သူလေးတွေပါမယ်ဆိုလို့ရှိရင်ဒီလိုအနေထားမျိုးကမြင်မြင်ဆန်ဆန်ဖြစ်လာမယ်အဲ့ဒါဘာလဲဆိုတော့တင်ရဲ့အဆောက်အအုံတွေကတင်ကိုအိမ်မက်ပေးတာမျိုးတင်အရှိမှာပေါ့နော်ဘာလေးတွေကံကောင်းခြင်းတွေရရှိလာတော့မယ်ဆိုလို့ရှိရင်အဲ့ဒါလေးတွေမရောက်လာခင်မှာတင်ကိုအတိတ်နမိတ်အနေနဲ့ပြမှာဥမာပြားပရုံးလေးတွေပေါ့နော်ပြားလေးတွေကိုအနီးနားမှာဝဲပြန်လာတာတွေကိုအိမ်ထဲမှာပြားအောင်လေးတွေလက်ဖွဲ့တာတွေအဲ့ဒါမျိုးလေးတွေချို့ကြတော့အိမ်မက်တွေမှာပြားအောင်ကြီးရတာမျိုးအဲ့ဒါမျိုးပေါ့နော်အဲ့လိုမျိုးအဆောက်အအုံတွေကတင်ကိုmessage အနေနဲ့ပေါ့နော်အဲ့ဒါမျိုးလေးတွေပြမယ်နောက်တစ်ခုကျတော့ဗာလဲဆိုတော့တင်းရဲ့အတွေးတွေပေါ့ကျွန်မခုနကပြောတယ်တင်းရဲ့အတွေးတွေအတွေးတွေကအတိတ်မှာလှောင်ပိတ်ခဲ့တယ်ပေါ့နော်လှောင်ပိတ်ခဲ့တယ်မချမီမှာတော့တင်းအဲ့လိုလှောင်ပိတ်မွန်းကျက်နေတဲ့တရားတွေတင်းယုံထွက်လာနိုင်မယ်အဲ့ဒါဗာလဲဆိုတော့ဒီမှာ oracle ပေါ့နော် oracle အဲ့ဒီ oracle ကလည်းဘာကိုပြောချင်တာလဲဆိုတော့တင်ကိုယ်တိုင်လုံရမယ့်အရာတွေပေါ့ကျွန်မပြောချင်တာကန်ချမာကြီးကတော့တင်အတွက်လွတ်မြောက်ဖို့ဆိုပြီးတော့တင်ကိုတော့ plan ကတော့ချပေးနေပြီ universe ကတော့ plan တော့ချပေးနေပြီဒါပြီးရင်ဒါလိုမျိုးတွေဖြစ်လာမယ်ချပေးနေပြီဒါပေမဲ့တင်ကိုယ်တိုင်လုံရမှာပါလဲဆိုတော့ဆိုတာကိုတင်ကိုယ်တိုင်ဆုံးဖြတ်ရမယ်ပြီးတော့ဒါကကိုယ့်အတွက် universe ကပေးတယ်ဆိုတာလည်းတင်ကိုယ်တိုင်လက်ခံရမယ်ပြောချင်တာကဒီလိုပေါ့နော်ကျမတို့ကအခုလက်ရှိဒီလုံနေတဲ့နေရာကနေနောက်ထပ်အလုပ်ခွင်တစ်ခုကိုပြောင်းရမယ်ပေါ့သဘောတူကပြောင်းရမယ်ဆိုလို့ရှိရင်ကျမတို့ကမပြောင်းချင်ဘူးဒီလုံမှာပဲလုံနေချင်တယ်ငါတော့ကန်ဆိုလိုက်တာအဝေးနေရအဝေးကိုသွားရတယ်အဲ့လိုမျိုးတွေးမိတတ်တယ်အမှန်တော့မဟုတ်ဘူးတခါတည်းကြာကိုအတွက်ပုံမကောင်းမွန်နဲ့အခွင့်အလမ်းတွေရှိတဲ့နေရာမျိုးရောက်သွားတာမျိုးဒါမှမဟုတ်လို့ရှိရင်လည်းကိုအတွက်ပုံမကောင်းမွန်နဲ့မိတ်ဆွေတွေနော်အားနေဆက်ဆံရမယ့်သူတွေနဲ့တွားပြီးတွေ့ဆုံရတာမျိုးကိုယ့်အတွက် right person ဆိုတဲ့သူမျိုးတွေနဲ့တွားဆုံရတာမျိုးလည်းဖြစ်နိုင်တယ်အဲ့တော့အဓိကကတော့ဒါက universe ကကိုချပေးတဲ့အကောင်းဆုံးလမ်းစဉ်ဟိုနီလန်းပေါ့နော်လမ်းကြောင်းမှာဆိုတော့ကိုကလက်ခံပါပေါ့အဲ့ဒါမျိုးလေးလည်းပြောထားတယ်နောက်တစ်ခုကတော့တင်ရဲ့ဒီဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့တွေ့သမျှမြင်သမျှကိုမပြောပါနဲ့ပြောချင်တဲ့သဘောကတခါတရံကြရင်ကျမတို့ကမမြင်ကြအောင်ဆောင်လိုက်ရတာလည်းရှိတယ်မသိကြအောင်ဆောင်လိုက်ရတာလည်းရှိတယ်တခါတရံကြရင်လေအဲ့ဒီမမြင်ကြအောင်မသိကြအောင်ဆောင်နေဆိုတော့ကျမတို့ကဘာလဲဆိုတော့ဘာမှမပြောဘဲနဲ့ဒီတိုင်းလေးနေလိုက်တာပို့ပြီးထိရောက်တယ်ဥပမာကိုယ့်ရဲ့တစ်ဖက်လူနဲ့ပတ်သက်ပြီးတော့သူကကိုနောက်ွယ်မှာဖောက်ပြနေတာပဲဖြစ်ပါစေသဘောတစ်ခုနော်သဘောတစ်ခုဖောက်ပြနေတာပဲဖြစ်စေတကယ်လို့ဖောက်ပြနေတဲ့အစင်မဟုတ်တော့မှကိုယ့်ရဲ့ဒီကောင်လေးရဖြစ်စေကောင်မလေးရဖြစ်စေတခြားသူဦးနဲ့ပေါ့နော်ပလီပလာအဲ့လိုမျိုးတွေလုံနေတာတင်တွေ့လို့ရှိရင်တွားပြီးတော့ဝုန်းတိုင်းကျဲပြီးတော့အဲ့လိုမျိုးလုံနေတာတဲ့စားရင်ဘာမှမဖြစ်တယ်လို့လေနော်အရင်ကြီးကိုကလေဒေါသထွက်တော့ဟာထမင်းနေမစားနိုင်တိတော့လားကျမကြီးတွေထိခတ်အဲ့လိုမျိုးပုံစံနဲ့စိတ်တွေဆင်းရဲပြီးအဲ့လိုမျိုးဖြစ်နေတဲ့စားလို့ရှိရင်သူဒီလူတွေနဲ့တွားလဲဆိုတာငါနဲ့မထိုက်တန်လို့သဘောတခုอ่ะเนาะငါကောင်းမှရဲ့နဲ့ငါအနာမှာမနေနိုင်ဘူးတခြားလူတွေသူလိုချင်နေဆိုလို့ရှိရင်တွားပါစေသူကိုလည်းတွားချင်တွားလို့ရတယ်ဆိုတဲ့သဘောမျိုးနဲ့ကိုဟာကိုပဲတည်တည်ငြိမ်ငြိမ်လေးနဲ့ကိုရဲ့ဒီလုံရမယ့်အလုပ်တွေလုပ်နေတူပါပေါ့နော်အောင်မြင်မှုအတွက်နောက်လိုက်နေတယ်ဆိုတော့ဒါကိုလုပ်ပညာရေးအတွက်စူးစမ်းနေတယ်ဆိုလို့ရှိရင်လည်းစူးစမ်းပြီးလုပ်နော်ငွေကြေးတွေရှာတယ်ဆိုလို့ရှိရင်လည်းကိုလောက်ရမယ့်ငွေကြေးတွေကိုပဲရှာနော်အချိန်တိုင်းကိုနဲ့တကယ်ကိုမှန်ကန်တဲ့သူဆိုတာရလာမှာပဲဒီသဘောကိုပဲစိတ်ကိုပြက်တတ်ထားပြီးတော့ပြက်တသားလေးထားပြီးတော့နေစေချင်တာပေါ့နော်အဲ့ဒါမျိုးပုံစံလေးနေရာတိုင်းမှာကိုကလိုက်ပြီးတော့သူ့ကိုအိုရီတိုးပြီးတော့ပေါ့နော်အဲ့ဒါမျိုးတွေရှာပြီးတော့လုံနေမယ်ဆိုလို့ရှိရင်တင့်တွက်မကောင်းဘူးပေါ့နော်အဲ့ဒါမျိုးပုံစံလေးလည်းပြောထားတယ်နောက်တစ်ခုကျတော့ဗာလဲဆိုတော့ the sun တက်ကတော့ဒီမှာပေါ့နော်နွားတစ်ကောင်ပေါ်မှာပေါ့နော်ပန်းတရဖူပုံစံလေးသူကဆောင်းထားတယ်အဲ့တော့ဒါကဘာလဲဆိုတော့ဒါကနွားအုပ်ထဲမှာဆိုတော့မှအလှဆုံးနွားလေးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းဘယ်လိုပြောမလဲအတော်ဆုံးပေါ့နော်အဲ့ဒါမျိုးပုံစံလေးလည်းဖြစ်နိုင်တယ်ဒီနွားအောက်ထဲမှာသူကအထူးခြားဆုံးနွားလေးလည်းဖြစ်နိုင်တယ်အဲ့တော့ဒီနေ့ cognitive reading ကိုလာကြည့်တဲ့သူတွေလည်းဒီလိုပဲကျမကလည်းပြောလိုက်တယ်သင်တို့ရဲ့ဒီအလုပ်ခွင်ထဲမှာဆိုသင်တို့ sport ပေးမဲ့သူရှိတယ်အဲ့ဒါဘာလဲဆိုတော့သင်တို့ရဲ့အရေးချင်းကိုသိတဲ့လူသင်တို့ကိုချစ်မြတ်လို့တဲ့သူတွေကတင်တို့ပုံမူပြီးတော့တောက်ပလာရအောင်ပုံမူပြီးတော့အောင်မြင်လာရအောင်တိုးတက်လာရအောင် sport ပေးမယ်အဲ့ဒီအရာတွေကိုသင်ရရှိပြီးတဲ့အခါမှာသင်ကသူတို့လူအများချားမှာပေါ့နော်ထင်းနေပြီးတော့အောင်မြင်မှုတရဖူကိုစောင်းနိုင်မယ်ပေါ့နော်စောင်းလာရမယ်ပေါ့အဲ့ဒါကလည်းဘာလဲဆိုတော့သင်ကိုယ်တိုင်ရဲ့စူးစမ်းအားထုတ်မှုလည်းရှိသလိုသင်ကိုအနောက်ကပေါ့နော်အနောက်ခံ background တောက်တာပဲဖြစ်ဖြစ်အဲ့ဒါမျိုးပေါ့နော်သင်ရဲ့ကံကြမ္မာကြောင့်လည်းဖြစ်နိုင်တယ်တင့်ကိုအနောက်ကွယ်ကနေပံ့ပိုးပေးတယ်ဒီ sport ပေးတဲ့သူတွေရဲ့အင်အားကြောင့်လည်းဖြစ်နိုင်တယ်เนาะတင်ကလူများချားမှာတမှုထူးခြားစွာနဲ့ပေါ့နော်အောင်မြင်မှုတွေကိုရရှိပိုင်ဆိုင်နိုင်လာလိမ့်မယ်တဲ့ဒါတော့ခက်ကလေး sorry oracle ခက်ကလေးတွေကလည်းပြသထားတယ်ပေါ့နော်အဲ့တော့ကျမတို့ထပ်ကြည့်မယ်နောက်ထပ် oracle ခက်ကလေးတွေကတော့ဆရာသခင်တွေပေါ့နော်ဆရာသခင်တွေရဲ့လမ်းညွှန်ချက်တွေဒီ
oracle ခက်ကလေးတွေကတော့တိတ်တီရှင်ဆရာသခင်ကတ်များဆိုရယ် oracle ခက်ကလေးပေါ့အဲ့ဒီမှာဆရာသခင်တွေကရောတင်တွက်ဘလို့တင်လန်းညွှန်ထားလဲဆိုတာကျမတို့တူတူကြည့်မယ်နော်အဲ့ဒီမှာတင့်အတွက်တဲ့ပထမဆုံးပြောထားတာ track တင့်ကိုတင်ယုံကြည်မှုရှိပါတဲ့ဆုံးဖြတ်ချက်တွေချရမယ်ဆိုလို့ရှိရင်မတွေးဝေးစေချင်ဘူးယုံကြည်မှုရှိစေချင်တယ်လို့ဆရာသခင်တွေကပြောထားတယ်ပြပြတတ်တာလုံးဝမဲ့အရာတွေအတွက်ဆိုမူရွားပါနဲ့ဥမာဒီလူတယောက်ကကိုတက်ဆက်ဆက်ရင်မကောင်းလို့ဆိုဖြတ်ပြစ်လိုက်ဒီလိုမကောင်းတဲ့သူတွေနဲ့ကျမတို့ကအချိန်အကြာကြီးပြီးတော့သွားနေစရာမလိုဘူးဘာဖြစ်လို့ဆိုတော့ဘဝကတူလေးကိုပေါ်မှာမကောင်းတဲ့ energy တွေလာပေးတဲ့သူတွေနဲ့ဆိုဆက်ဆံစရာအကြောင်းမရှိတော့ဘူးကျမတို့ကမလွဲမရှောင်တာဆက်ဆံရမယ်ဆိုလို့ရှိရင်လည်းစကားတွေအများကြီးမပြောနေနဲ့တော့နော်ဒီလိုလေးလိုရှုပ်လိုက်တော့အဲ့ဒါမျိုးပုံစံနဲ့ပေါ့နော်အဲ့တော့ကိုယုံကြည်မှုရှိပါကိုဘလူမျိုးလူတွေနဲ့ဆက်ဆံခြင်းလဲဘလူအရာတွေကိုလုံးချင်လဲသူတစ်ပါးတွေပြောတာတွေလည်းနားမြောင်ပါနဲ့ပေါ့နော်ကိုလုံးချင်တဲ့အရာတွေအတွက်ကိုဆုံးဖြတ်ချက်ချရမယ့်အရာတွေအတွက်ကိုမဝေဝါးပဲနဲ့ရေရေဝုံဝုံဆုံးဖြတ်ချက်ချပါလို့ကြံဉာဏ်ပေးထားတယ်နောက်တစ်ခုကတော့တင်အတိတ်မှာပိတ်မိနေတယ်ဟုတ်အဲ့ဒီဟာနေတင်ထွက်ဖို့အတွက်စူးစမ်းပါအဲ့လိုစူးစမ်းနိုင်မယ်ဆိုလို့ရှိရင်တင်အတွက်ပို့ပြီးတော့ကောင်းမွန်ပြီးတော့တကယ်ကိုကိုချစ်ခင်ပြီးတော့ကိုနေရာပေးတဲ့သူနော်ဥမာဒီနေ့ reading ကိုလာကြည့်တဲ့သူကအမျိုးသမီးလေးတွေဆိုလို့ရှိရင်တင်တို့ကိုမိဖုရားလေးတစ်ပါးလိုမျိုးပေါ့နော်ချစ်ခင်ကျင်နာပေးတဲ့သူနဲ့တွေ့ကြုံရပြီးတော့ဒီနေ့ reading ကိုလာကြည့်တဲ့သူကအမျိုးသားလေးတွေဆိုလို့ရှိရင်လေတင်တို့ပေါ့နော်တကယ်ကိုဘယင်တစ်ပါးလိုပဲဆိုပြီးတော့ခံစားချက်မျိုးရအောင်တင်တို့ကိုချစ်ပေးမယ်တင်တို့အနာမှာ support ပေးမယ်ဆိုတို့ကောင်ပန်းနေပေးမယ်အမျိုးသမီးလေးတွေနဲ့တင်တွေ့ရဖို့ရှိတယ်နော်အဲ့တော့တင်ရဒီမကောင်းတဲ့ပိတ်မိနေတယ်အတိတ်ကဆက်ဆံရေးတွေကနေရုံထွက်ပါလို့ကြံဉာဏ်ပေးထားတယ်နောက်တစ်ချက်ကပါလဲဆိုတော့ဒီအချစ်ရေးနှလုံးသားရေးနဲ့ပတ်သက်ပြီးတော့တဘာဝဆက်ဆံလေးပဲနေပါတော့ပေါ့နော်အဲ့ဒါမျိုးလေးပြောချင်တာနေမယ်အဲ့ဒါကပါလဲဆိုတော့လူတိုင်းရဲ့အကြိုက်ကိုလိုက်ဖို့မလိုဘူးကိုချစ်တဲ့သူကကိုဘာကြိုက်သူလိုက်ကြိုက်မှာပဲခါတရံကြရင်ကျမတို့ကကိုချစ်တဲ့သူကိုပြန်ချစ်လိုက်အောင်ဆိုတော့သူ့ရဲ့အလိုက်တွေကိုကျမတို့ကလိုက်ပြီးတယ်ပေါ့နော်ဘယ်တော့ကြကျမတို့လိုက်နိုင်မယ်เนาะမလိုက်နိုင်တဲ့တနေ့မှာဒီလူကကိုယ့်ကိုချစ်ချင်မှချစ်တော့မယ်အဲ့တော့အဲ့ဒီပုံစံတိုင်းမဟုတ်ပါနဲ့တကယ်ကိုယ့်ရဲ့တဘာဝအတိုင်းလေးပဲနေပေးပါအဲ့ဒီတဘာဝအတိုင်းလေးကိုမှ तू ကချစ်တယ်ဆိုဒါကိုယ့်အတွက်လူမှန်ပေါ့နော်တကယ်လို့အဲ့လိုမျိုးမှမဟုတ်ဘူး तू လိုချင်တဲ့အတိုင်းကိုကသွားမယ်ဆိုလို့ရှိရင်ဒီလူကတင့်အတွက်မဟုတ်ဘူးတင်နဲ့မကိုက်ညီဘူးဒါဖြစ်လို့ဆိုတော့ तू လိုချင်တဲ့ပုံစံတိုင်းကိုမြင်ရမှာ तू အတွက်အဆင်ပြေမှာဟုတ်เนาะအဲ့တော့ကိုပုံစံတိုင်းလေးပဲနေတာအကောင်းဆုံးလို့ကျမတို့ထင်တယ်ပေါ့နော်အဲ့ဒီတိုင်းနေတဲ့အကြံဉာဏ်ပေးထားတယ်နောက်တစ်ခုကဘာလဲဆိုတော့တင်တို့ရဲ့ဒီဆက်ဆံရေးတွေပေါ့နော်တင်တို့ရဲ့ဆက်ဆံရေးတွေနဲ့ပတ်သက်ပြီးတော့ situation တွေနဲ့ပတ်သက်ပြီးတော့အခွင့်အရေးတွေရှိတယ်ပေါ့နော်အဲ့တော့ကျမပြောချင်တာကဘာလဲဆိုတော့ဒီနေ့ collective reading ကိုလာကြည့်တဲ့သူလေးတွေမှာတချို့ဆိုရင်လေတင့်ကို support ပေးနေတဲ့သူကနောက်ွယ်ကနေ support ပေးနေတဲ့သူကတင်တဲ့တစ်ချိန်တစ်ခါကပရိပခဖြစ်တာတဲ့သူတွေတောင်မှပါနိုင်တယ်ပြောမှဆိုလို့ရှိရင်ကိုယ့်ရဲ့အမျိုးတွေကလည်းဖြစ်နိုင်တယ်အခုရဲ့ဆရာသမားတွေလည်းဖြစ်နိုင်တယ်တငယ်ချင်းတွေလည်းဖြစ်နိုင်တယ်သူနဲ့ကိုယ်နဲ့ကဆက်ဆက်ရေးတစ်ခုမှတော့မပြေလည်ခဲ့ဘူးဒါပေမဲ့လည်းကိုယ့်ကိုယ်သူကချစ်တဲ့ခါမှာကိုယ့်ရဲ့နောက်ွယ်ကနေကိုမသိအောင်ကိုဆက်ဆက်ရေးတွေမှာအဆင်ပြေအောင်ပေါ့နော်ကိုယ့်ရဲ့အလုပ်ခွင်တွေမှာအဆင်ပြေအောင်သူကအနာကနေပြောပေးနေတာလုပ်ပေးနေတာအဲ့အမျိုးတွေရှိတယ်အဲ့ဒါကိုတင်ကတစ်ချိန်မှာသိခဲ့လို့ရှိရင်တင်နဲ့သူနဲ့ရမပြေလည်ခဲ့တဲ့ situation တွေဆက်ဆံရေးတွေပေါ့နော်အဲ့ဒါတွေကိုတင်ကပြန်ပြီးတော့အခွင့်အရေးပေးပြီးတော့ညှတောင်းနေသွားနိုင်တော့ပိုကောင်းမယ်ပေါ့နော်အဲ့ဒါမျိုးလေးတခါတရံကြရင်ကိုပို့ပြီးတော့ကောင်းအောင်လုပ်ပြီးတဲ့သူတွေကဒီလိုမျိုးလူတွေထဲမှာလည်းပါတတ်တယ်အဲ့တော့ကျမတစ်ခါကြာရင်ဒါကိုဘယ်လိုမျိုးခံစားရလဲဆိုတော့ကျမအနေနဲ့ကြတော့လေတစ်ခါလေကြာလို့ရှိရင်ကိုယ့်ကိုရှုံချတဲ့သူတွေကိုယ့်ကိုမကောင်းပြောဆိုတိုက်ခိုက်တဲ့သူတွေစီကနေကျမကြတော့ကျမအားပြန့်ယူတာကိုယ့်ကိုမကောင်းပြောခဲ့တယ်သူမဖြစ်တော့ပါဘူးလို့ပြောလို့ရှိရင်ဖြစ်အောင်လုပ်ပြမယ်ဆိုတော့ကျမကလုပ်ယူလေးရှိတယ်ဖြစ်သွားတဲ့တနေ့မှာလေဘာကြောင့်ဖြစ်ရလဲဆိုတာဒီလူတွေဒီလိုပြောခဲ့တဲ့အတွက်မခံချင်စိတ်နဲ့ကျမစူးစမ်းခဲ့လို့ကျမဒီနေ့ဒီချိန်မှာဒီနေရာကိုရောက်ခဲ့ပြီเนาะကျမအဆင်ပြေနေပြီပေါ့နော်အကလုံးစင်ပြေနေပြီဒါပေမဲ့လည်းကျမကျေးဇူးတင်တယ်ဘာကြောင့်လဲသိလားသူတို့ဒီလိုမျိုးကျမကိုပြောခဲ့တဲ့စီမှာကျမကမလဲကြသွားပဲနဲ့ပူပြီးတော့ကိုအားတင်ပြီးတော့မခံချင်စိတ်နဲ့စူးစမ်းလာတဲ့အတွက်ဒီနေ့ဒီချိန်မှာကျမဒီလိုနေရာကိုရောက်လာတယ်
အဲ့တော့ဒီနေ့ collective reading ကိုလာကြည့်တဲ့သူလေးတွေလည်းဒီလိုပဲတင်တို့နဲ့ဆက်ဆက်ရေးမပြည့်ပြည့်တဲ့သူတွေကတင်ရဲ့နောက်ွယ်မှာမကောင်းပြောတာလည်းဖြစ်နိုင်တယ်တချို့ကျတော့ sport ပေးတာပေါ့တချို့ကျတော့မကောင်းပြောနေတာလည်းဖြစ်နိုင်တယ်အဲ့ဒါကိုပြန်ကြားရတဲ့စီမှာတင်ပါမှမစင်စားနေပါနဲ့မတွေ့ဝင်နေနဲ့ကိုလုံးဆက်ရှိတာကိုလုံးသူတို့ပြောတာထက်ကိုကပို့ပြီးတော့အင်အားကြီးတဲ့သူပို့ပြီးထုံးလင်းတောက်ပါမယ်သူဆိုတာကိုပြလိုက်ပါအဲ့လိုမျိုးပုံစံလေးပေါ့ပြသပေးလိုက်ပါပေါ့နော်တင်တို့နဲ့သူတို့ပြန်ဆောင်ရတဲ့ချိန်ကြလို့ရှင်ကိုကဘလောက်တောင်လှပနေပြီလေဘလောက်တောင်တော်နေပြီလေဘလောက်တောင်ဝင်ငွေတွေရှာကောင်းနေပြီလေအောင်မြင်မှုတွေပိုင်ဆိုင်နေပြီလေဆိုတာကိုထက်ခါပေါ့နော်ပြတိုင်းနိုင်အောင်ကြိုးစားပါလို့ကျွန်မတို့ဒီနေ့အကြံပေးချင်တယ်ပေါ့နော်အဲ့တော့ဒီနေ့ collective reading လေးကတော့ပြီးပြီဒီနေ့ကကမ္ဘာလုံးဆိုင်ရာ tarot day အထိမ်းအမှတ်နေနဲ့ကျွန်မက reading လေးလုပ်ပေးတာပြီးပြီပေါ့နော်အဲ့တော့ဒီနေ့ energy ကိုရရှိတဲ့သူလေးတွေကတော့ဒီ reading ကိုလာကြည့်တဲ့သူတွေအားလုံးကဒီနေ့ energy အားလုံးကိုရရှိပန်ဆိုင်သွားပြီပေါ့နော်အဲ့တော့အကောင်းဆုံးကံကောင်းခြင်းနေနဲ့တော့ကျွန်မဘာကိုတွေ့ရလဲဆိုတော့သင် manifestation လုပ်ထားတဲ့အရာတွေကိုရရှိမယ်ဆိုတာတော့အကောင်းဆုံးချက်နေနဲ့ကျွန်မတွေ့တယ်ပေါ့နော်အဲ့တော့နာမ်ပိုင်းဆိုင်ရာတွေကိုယုံကြည်တဲ့သူလေးတွေဆိုလို့ရှင်ပို့ပြီးတော့ကံကောင်းခြင်းတွေကိုအများကြီးကြုံတွေ့ရဖို့ရှိတယ်နောက်ပြီးတော့ပိတ်မိနေတဲ့အရာတွေကနေလွတ်မြောက်လာဖို့လည်းမြင်တယ်ကိုယုံကြည်မှုတွေတိုးပွားလာဖို့လည်းမြင်တယ်နောက်တစ်ခုကတော့အောင်မြင်ခြင်းတရက်ဖို့တွေပေါ့နော်တဲ့ရဲ့ခေါင်းထပ်ကိုစောင်းပေးမဲ့သူတွေတဲ့အနောက်ွယ်မှာရှိနေတယ်เนาะအဲ့တော့ကျွန်မခုနကပြောသလိုပေါ့ဝေးဖန်တိုက်ခိုက်နေတဲ့သူတွေကမှကျွန်တော်တို့ကဘယ်လိုမျိုးအကောင်းစိတ်နဲ့ပြန်ပြီးတွေးလို့ရလဲဆိုတော့ဒီလူတွေကတစ်ချိန်ကျရင်ကိုယ်ကောင်းပေါ်ကိုသူတို့ပူလာစောင်းပေးမဲ့သူတွေလို့ကျွန်တော်တို့တွေးပြီးတော့အားယူပြီးတော့ပို့ပြီးတော့တန်မာပြီးတော့ပို့ပြီးတော့ကျမတို့ကစူးစမ်းအားထုတ်မှုတွေလုပ်မယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ခေါင်းမှာလှပတဲ့တရဖူလေးတွေပိုင်ဆိုင်ရရှိမှာဖြစ်တယ်ပေါ့နော်အဲ့ဒါမျိုးလေးမြင်တယ်အဲ့တော့ဒီနေ့ကတ်ကလေးတွေဟောပေးတာအားလုံးပြီးပြီเนาะအဲ့တော့ energy တွေကအားလုံးကိုင်းနေမှုရရှိပြီးတော့ tarot deck လေးတွေကပေးတဲ့ကံကောင်းခြင်းတွေကိုလည်းအားလုံးရရှိပန်ဆိုင်ကြပါစေရှင်ကြည့်ရှုပေးတဲ့တူတယောက်ချင်းစီပေါ့နော်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် reading တွေမှာအတူတူပြန်လည်ဆုံတွေ့ကြမယ်နော်